အဲ့ဒါယူပါလိဘောလူပွဲမှာစပါးကိုရှုံးနေခဲ့ပြီးနောက်လာမယ့်ရာသီမှာဘာဥရောပဝင်ခွင့်မှမရှိတော့ပါဘူးရှိတဲ့တခုတည်းသောအခွင့်အရေးကိုဆုံးရှုံးလိုက်ရတာလည်းဖြစ်ပါတယ်ဒီရှုံးပွဲကြောင့်ဖလားလက်မဲ့ဖြစ်ခဲ့ရသလိုအသင်းရဲ့သမိုင်းတစ်လျှောက်မှာအဆိုးရွားဆုံးရက်တီမှုနဲ့ရာသီသိမ်းရတော့မှာဖြစ်ပါတယ်ဒါ့အပြင်ဗန်နိုင်ပိုင်းတွေကလည်းကြက်တဲလာပြီးတော့ကစားသမားတွေခေါ်ယူမှုတွေကလည်းအခက်အခဲတွေဖြစ်လာပြီကစားသမားတော်တော်များများကဥရောပပွဲတွေကစားရတဲ့အသင်းတွေကိုပဲပြောင်းကျင်ကြတယ်ချန်ပီယံလိပွဲတွေကိုကစားခြင်းနဲ့ယူရိုပါလိကိုကစားခြင်းနဲ့အဆရှိသဖြင့်ပေါ့အခုလိုမျိုးဥရောပဝင်ခွင့်မရှိတဲ့အသင်းဥရောပပြိုင်ပွဲတွေမကစားတဲ့အသင်းပြောမယ်ဆိုရင်ဘာမျှော်လင့်ချက်မှမရှိတဲ့အသင်းကိုကစားသမားတွေအနေနဲ့လာရောက်ဖို့ဆိုတာကတော်တော်လေးစဉ်းစားရခက်မယ်ထင်တယ်အခု United ရဲ့ပြည့်မဲ့ကစားသမားတွေတင်ပါလေချန်ပီယံလိကစားခြင်းလို့ Internet လုပ်နေတဲ့ကစားသမားတွေရှိတယ်အခုတော့ United တို့ဥရောပပွဲတွေမကစားတာသိကြသွားပြီဒါကြောင့်လာမယ့်အပြောင်းအရွှေ့ဆွေးကမှာ United ကိုဘယ်သူတွေရောက်လာမလဲဆိုတာကလည်းစိတ်ဝင်စားကြပဲဘယ်သူတွေရောက်လာနိုင်မလဲဆိုတာကိုမပြောခင်မှာအခုလိုမျိုးဥရောပဝင်ခွင့်မရတဲ့ရာသီမှာလူဝယ်ရတာဟာ United အတွက်အားသာချက်တစ်ခုတော့ရှိတယ်ဘာကြောင့်လဲဆိုတော့ဥရောပဝင်ခွင့်မရတဲ့အသင်းမှာဘယ်သူမှမကစားချင်ကြဘူးဒါပေမဲ့ကစားချင်လို့လာတဲ့သူတွေကလည်းဒီအသင်းမို့လို့ကစားချင်တာဒီအသင်းဖြစ်နေလို့ကစားချင်တာဆိုတဲ့လူတွေကပုံများလာမယ်တခြားကစားသမားတွေလို့ချန်ပီယံလိကစားချင်လို့ဖလားလို့ချင်လို့ဆိုတဲ့သူမျိုးတဲ့ United မှာကစားချင်လို့ရောက်လာတာပါဆိုတဲ့ကစားသမားတွေပုံများလာမယ်ပြောမယ်ဆိုရင် United DNA နဲ့လာမယ့်ကစားသမားတွေကပုံများနာမယ်လို့မျှော်လင့်လို့ရတယ်လက်ရှိအနေထားအရ United ကိုရောက်ရှိလာနိုင်ခြေအရှိဆုံးကစားသမားကတော့ကွန်ညာပဲကွန်ညာက Final ပွဲစဉ်မတိုင်ခင်က United နဲ့သဘောတူညီမှုရခဲ့တယ်အခုတောင်ပန်ကစားသမားအနေနဲ့ဒီစပါးနဲ့ပွဲရလက်တော့ view မဆိုင်ပဲနဲ့ United ကိုပြောင်းဖို့လည်းစိတ်အားထက်သန်နေတာ Premier League နဲ့လည်းအသားချပြီးသားကစားသမားတူဖြစ်တာကြောင့်ကွန်ညာကိုခေါ်ယူလိုက်နိုင်တာဟာ United အတွက်ကတော့ရွှေပဲ United ကကွန်ညာရဲ့ပြောင်းရွှေ့ခြင်းဖြစ်တဲ့စာချုပ်ဖက်သိမ်းခြင်းယူရို62.5 တန်းကိုပေးချေသွားမှာဒါပေမဲ့ဒီလိုပေးချေတဲ့နေရာမှာလည်း3နှစ်ခွဲပြီးတော့ပေးချေသွားမှာဖြစ်တယ်နော်နောက်တစ်ခုကတော့လီယန်ဒီလက်ပါအင်းစစ်တိုင်းတဲ့မူဒီလက်ကို Chelsea ကလည်းစိတ်ဝင်စားနေဆိုပေမဲ့ United ဘက်ကိုနည်းနည်းလေးအလေးတာနေတယ်ကစားမရဲ့ပြောင်းရွှေ့ခြင်းကလည်းပေါင်တန်း30ဝန်းကျင်ပဲရှိတာကြောင့် United ရဲ့ဘက်ချက်နဲ့လည်းကိုက်ညီမှုရှိတယ်အမော်ရီနဲ့ဒီလက်ကိုဒုတိယ Gropius ဖြစ်အောင်အသက်သွင်းချင်နေတာနောက်တစ်ယောက်ကတော့အမ်ဘူမိုပါလာမယ့်ရာသီမှာ Brentford ကလည်းဥရောပပွဲကန်စရာမရှိဘူးဒါကြောင့်အမ်ဘူမိုအနေနဲ့ Brentford မှာပဲကစားဒါမှမဟုတ်တခြားအသင်းကိုပဲပြောင်းပြဿနာတစ်ခုတော့မဟုတ်ဘူးတခုရှိတာကအမ်ဘူမိုဟာချန်ပီယံလိကစားခြင်းနဲ့ကစားမှမျိုးဆိုရင်တော့ United ဟာသူ့ရဲ့ရွေးချယ်စရာမဟုတ်ဘူးဒါပေမဲ့ကင်မရွန်သားဟာအိုနာနာနဲ့ယင်းနေတဲ့ဆက်ဆံရေးရှိတဲ့အတွက် Old Trafford အကြောင်းကိုမကြာခဏမေးတယ်ဆိုပြီးတော့အိုနာနာစီကလည်းတည်ထားရတယ်Brentford မှာတက် United ကိုပြောင်းတာကသူ့ရဲ့ကစားမဘဝကိုတစ်ဆင့်မြင့်တင်ပေးနိုင်တယ်လို့သူ့ရဲ့ပုံရိပ်ကိုလည်းတစ်ဆင့်မြင့်သွားမယ်ဆိုတာအမှုမကောင်းကောင်းသိတယ်နောက်ဆုံးတစ်ယောက်ကတော့စီမန်ညိုပဲစီမန်ညိုကလည်းဘုံပေါင်းနဲ့အတူဒီတောက်ပါလာတဲ့ကစားမတစ်ယောက်ဖြစ်တယ်လို့အသင်းကြီးတော်တော်များများထိတ်တန်းပြစ်မှတ်လည်းဖြစ်တယ်လက်ရှိမှာဘုံမောက်ကဘာဥရောပဝင်ခွင့်မရထားတဲ့အတွက် United ကိုပြောင်းလာရင်ဒီအမ်ဘူမိုလိုပဲသူ့ရဲ့ကစားသမားဘဝဟာလည်းတစ်ဆင့်မြင့်တင်သွားနိုင်တယ်ဒါကြောင့်စီမန်ညိုနဲ့အမ်ဘူမိုကတော့ United ပြစ်မှတ်ထဲမှာရှိတယ်ဆိုပေမဲ့လက်ရှိချိန်ကြီးလို့သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတစုံတရာကမ်းလှမ်းတာမျိုးတော့မရှိသေးဘူးနောက်ပြီးတော့ဒီကစားသမားတွေပြင် United ကိုရောက်လာနေတဲ့နောက်ထပ်ကစားသမားတစ်ယောက်လည်းရှိတယ်။ဒါပေမဲ့အဲ့ကစားသမားကတော့ဖြစ်နိုင်ခြေနည်းတယ်။သူက Jorgias ပဲ။ Jorgias ကဒီလာမယ့်ရာသီနွေရာသီအပြောင်းရွှေ့မှာပေါ့နော်။ Sporting ကထွက်မယ်လို့တရားဝင်ပြောပြီးသား။သူ့ရဲ့ပြောင်းရွှေ့ခြင်းကလည်းစာချုပ်ဖြတ်သိမ်းခြင်းကလည်းယူရို65တန်းဝန်းကျင်ပဲရှိတယ်။သူဒီဥရောပထိပ်တန်းပြည့်မဲ့ဆိုတော့ Amorim နဲ့ဆရာတပည့်ဆက်ဆံရေးရှိသူဖြစ်တယ်။ဒါပေမဲ့သူက Champions League ကစားခြင်းတယ်လို့တရားဝင်ပြောထားတာဖြစ်တဲ့အတွက် United ကိုရောက်လာဖို့တော့အခွင့်အရေးနည်းတယ်။ဒါပေမဲ့ဘာကြောင့် United ကိုရောက်လာနိုင်ခြေရှိလဲလို့ပြောရလဲဆိုရင် Amorim နဲ့ဆရာတပည့်ဆက်ဆံရေးကြောင့်Gropius က Amorim ကိုလေးစားတယ် Amorim ကြောင့်သူအခုလိုမျိုးထိပ်တန်းအဆင့်တိုက်စစ်မှုတယောက်ဖြစ်လာတယ်ဆိုပြီးတော့သူ့ကိုယ်သူခံယူထားတယ်။ဒါကြောင့်သူအသင်းပြောင်းရင်တော့ Amorim ရှိနေတဲ့အသင်းကိုဦးစားပေးပြောင်းမယ်ဆိုပြီးသူကိုယ်တိုင်တငယ်ချင်းတွေကိုပြောထားခဲ့မှုတာမျိုးရှိတယ်။ဒါပေမဲ့အခုက United က Champions League ဝင်ခွင့်မရတဲ့အတွက်ဒီ Gropius အနေနဲ့ United ကိုပြောင်းလာဖို့အနည်းငယ်လေးတော့စဉ်းစားလာနိုင်ခြေရှိတယ်။ဒါပေမဲ့လည်းဆရာတစ်ပတ်ဆက်ဆံရေးကြောင့်ရောဒီ Amorim ရဲ့မြေတားရက်ခတ်မှုကြောင့်ရော Gropius ကို United အနေနဲ့တကယ်ခေါ်မယ်ဆိုရင်မမျှော်လင့်တဲ့အနေအထားနဲ့ရောက်ရှိလာနိုင်တယ်။ဒါတွေက United ကိုရောက်ရှိလာနိုင်တဲ့ကစားသမားတွေပါ။ဒီကစားသမားတွေမှာဘယ်ကစားသမားတွေကို United ပြည်သက်တွေကOld Trafford မှာမြင်ကြလဲကွန်မန့်မှာမှတ်ချက်ပေးသွားလို့ရပါတယ်